လက်မောင်းနဲ့ခြေထောက်လက်ကျင်ကဖြစ်ပါတယ်မလဲကျစေဖို့အတွက်ခြေထောက်ကိုတိတိကျကျလေးကွေးဆန်းကြရအောင်ငါချလက်မောင်းဝိုင်းပါမယ်အပြင်ဝိုင်းမယ်အတွင်းဝိုင်းမယ်တထောင်စစ်ကိုစမ်းထုတ်ပြီးတော့အဝိုင်းကြီးကြီးဝိုင်းလိုက်ကြရအောင်1 2 3 4ခြေထောက်ကထားပြီးတော့ရင်ဘက်လက်ကျင်ကလုံးမယ်လက်မောင်းဘေးလိုက်လွှဲပြီးတော့မှစောင်းပြီးတော့မှပုံနှောက်ပေးပါရင်ဘက်ကကောက်ပေးပါမယ်1 2 3 4ငါချဘေးကိုကွင်းမယ်ဘေးကိုကွင်းမယ်ညာကွင်းမယ်လုပ်ငန်းလုပ်နေစဉ်တော့တွင်မှာဘေးပတ်ဝန်းကျင်ကိုသတိထားပါအရှိနဲ့နောက်ကိုကွေးပါမယ်3ချိန်ကွေးပြီးတော့မှလက်ကိုတင်မပေါ်တင်ပြီးခန္ဓာကိုယ်ပေါ်ပိုင်းကိုနောက်ကိုကော့ပေးပါပြန်လုပ်ပါမယ်လုပ်ငန်းခွင်မှာခေါင်းပေါ်ပိုင်းကိုလည်းသတိထားပါလက်မောင်းလှုပ်ရမ်းပြီးတော့မှခန္ဓာကိုယ်လက်ပါဘေးညာဘေးညာဒီဘက်ကိုစောင်းပြီးတော့မှအများလုပ်ပေးပါညာဘေးညာဘေးခြေထောက်ကိုပုံမှန်နဲ့ပြန်ထားပြီးတော့မှလက်မောင်းနဲ့ခြေထောက်လက်ကျင်ငန်းစားပါမယ်အခုံးအပေါ်အခုံးအောက်အားပြင်းလုပ်ပေးပါလက်မောင်းကိုမြန်မြန်ကွေးစားပါမယ်1 2 3 4ခြေထောက်ကထားပြီးတော့မှအောက်ကိုဆောင်းပါမယ်ဖြည်းဖြည်းလေးနဲ့2ချိန်ကွေးပြီးတော့အရှိပိုင်းမှာရင်ဘက်ကိုဝိုက်ပါမယ်အလုပ်ခွင်မှာလေကားတစ်တွေကိုလည်းသတိထားပါ1 2 3 4ခဏကိုအကြီးကြီးလိုက်ပေးပါလုပ်ငန်းလုပ်နေစဉ်တွင်မှာဘေးပတ်ဝန်းကျင်ကိုသိသတိထားပါစမ်းကျင်ဘက်ကိုလည်းခဏကိုကြည့်လိုက်မယ်1 2 3 4ခေါင်းတက်တော့ကောက်ဖို့အတွက်ခြေထောက်ကိုဒီစားလေးမပါကားမယ်စုမယ်ကားမယ်စုမယ်1 2 3 4လက်မောင်းနဲ့ခြေထောက်လက်ကျင်ကဖြစ်ပါတယ်လက်နဲ့ခြေကိုထိန်းပြီးတော့ခွေးဆန်းကြရအောင်တရားများရှိစေဖို့အတွက်ဒီစားလေးလုပ်ပေးကြပါအသက်ရှူလက်ကျင်ကဖြစ်ပါတယ်ပြင်းပြင်းလေးရှူသွင်းပြီးတော့ပြန်ထုတ်လိုက်ပါထပ်ကြော့ပါမယ်